ကိုတွေအားလုံးပဲမင်္ဂလာပါ United Way YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ညကစားခဲ့တဲ့ဒါ Aston Villa အသင်းနဲ့ကျွန်တော်တို့ Wolverhampton အသင်းတို့ကเนาะဒါဘယ်လိုပဲဖြစ်ကျွန်တော်တို့ Manchester United အသင်းပြည်သက်အများစုဒါမျှော်လင့်တောင်းတခဲ့တဲ့ဒါအခြေအနေတစ်ခုနဲ့ Aston Villa အသင်းကတော့ဒါ2-0ဆိုတဲ့ရလဒ်တစ်ခုနဲ့သူတို့ရှုံးနိမ့်သွားခဲ့တယ်ပေါ့လေဒီရလဒ်ကဒါဘယ်လိုပဲဖြစ်ကျွန်တော်တို့ Manchester United အသင်းပြည်သက်တွေဒါ Aston Villa အသင်းကိုအခုလိုမျိုးရမှတ်တွေနေတော့အောင်ပေါ့နော်ဒါပြောလင်းခဲ့တဲ့ပြည်သက်အများစုရှိကြမှာပေါ့လေကျွန်တော်ပါဝင်ကျွန်တော်လည်းဘယ်လိုပဲဖြစ်ဒါဥပဒေအသင်းကိုပဲဒါညာနိုင်စီခြင်းခဲ့တာပေါ့ကိုနိုင်စီခြင်းခဲ့တယ်လို့ပဲဒါဘယ်လိုပဲဖြစ် Aston Villa အသင်းကတော့ညာ2-0ဆိုတဲ့ရလဒ်နဲ့သူတို့အရေးနှိမ့်သွားခဲ့ပေါ့လေကျွန်တော်ဘာဖြစ်လို့ဒီပွဲစဉ်အကြောင်းပြောရလဲဆိုတော့ဒါ Aston Villa အသင်းကကျွန်တော်တို့ရဲ့အထက်အဆင့်3ဆိုတဲ့နေရာမှာเนาะကျွန်တော်တို့ ਨੇ 3မှတ်အကွာနေပြီးတော့ဒါကျွန်တော်တို့ရဲ့အထက်အဆင့်3မှာရပ်တည်နေတဲ့အတွက်ဒါ Aston Villa အသင်းကဒါညသူတို့အမှတ်လျော့သွားခဲ့ပြီပေါ့လေအခုဒီကျွန်တော်တို့တနင်္ဂနွေနေ့မှာဒီကျွန်တော်တို့ Crystal Palace နဲ့ Manchester United အသင်းတို့ကဒါတနင်္ဂနွေနေ့ည9:00 နာရီမှာကစားမှာပေါ့လေဒီပွဲကိုဒါကျွန်တော်တို့ Manchester United အသင်းကဒါနိုင်ခဲ့မယ်ဆိုရင်ဒါ Aston Villa အသင်းကကျွန်တော်တို့နေအဆင့်4နေရာကိုဆင့်ပေးရပြီးတော့ဒီအဆင့်3ဆိုတဲ့နေရာကိုကျွန်တော်တို့ Manchester United အသင်းကထိုက်တန်တဲ့ကိုဒါရောက်ရှိသွားမှာပေါ့လေဒါကြောင့်လဲကျွန်တော် Aston Villa အသင်းကိုညာကျွန်တော်ရှုံးစီခြင်းခဲ့တာပေါ့အခုကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ် Crystal Palace ကိုနိုင်လိုက်ပြီဆိုတာနဲ့ဒါရမှတ်တူကျွန်တော်တို့6တာနဲ့ဒါအဆင့်3ကိုကျွန်တော်တို့ရောက်ရှိသွားမှာပေါ့လေကျွန်တော်တို့ဒီ Amorim ကိုထုတ်လိုက်တဲ့အချိန်မှာเนาะဒီ Aston Villa အသင်းနဲ့ကျွန်တော်တို့ Manchester United အသင်းရမှတ်အဖြစ်ဘယ်လောက်တောင်ကွာနေလဲဆိုလို့ရှိရင်ဒါ3ပွဲစာလောက်ကိုကွာနေရပေါ့လေเนาะရမှတ်9မှတ်လောက်ကိုကွာနေရပေါ့ဒါဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာတော့ကျွန်တော်တို့အနေနဲ့ Manchester United အသင်းအနေနဲ့ပေါ့เนาะဒါ Aston Villa အသင်းကိုဒါရမှတ်အဖြစ်နောက်ကနေလိုက်ပြီး PR ပေးကစားနိုင်ခဲ့ပြီပေါ့လေဒီ Crystal Palace နဲ့အသင်းကိုကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင်တော့ဒါအဆင့်3ကိုရောက်ရှိသွားပြီပေါ့လာမယ့်ဘောတခုနေ့မှာ Aston Villa နဲ့ဒါဒီ Chelsea တို့ကထိပ်တိုက်တွေ့အောင်မှာပေါ့လေဒါဘယ်လိုပဲဖြစ်ဖြစ်အခုလိုမျိုးထိပ်တိုက်တွေ့တဲ့အချိန်မှာကျွန်တော်တို့အတွက်ကဒါလုံးဝကိုအကျိုးရှိမဲ့အနေထားပဲဘာဖြစ်လို့လဲဆိုတော့ဒီအကယ်၍เนาะဒီ Villa Aston Villa ကဒါရမှတ်ထပ်ပြီးအဲ့ဒီ Chelsea နဲ့ပွဲမှာရောခဲ့မယ်ဆိုရင်ကျွန်တော်တို့သူတို့ဒါလုံးဝကြော်တက်သွားနိုင်ပြီဒါလုံးဝစိတ်ချသွားရတဲ့အနေထားတစ်ခုမှရှိနေပြီပေါ့လေအကယ်၍ Chelsea ကရမှတ်ရောခဲ့ရင်လည်းဒါကျွန်တော်တို့အောက်က Chelsea ကရမှတ်ရောခဲ့မယ်ဆိုရင်လည်းဒါဘယ်လိုပဲဖြစ်ဖြစ်အစစ်3နေရာပို့ပြီးတော့ခိုင်မာသွားခဲ့ပြီကျွန်တော်တို့ Manchester United အသင်းဘယ်လိုဝဲကြည့်ကျွန်တော်တို့အတွက်ကတော့เนาะဒါလုံးဝကို Aston Villa ပဲခြုံ Chelsea ပဲရှုံဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ Manchester United ပြည်သက်တွေအဲ့တော့ဒါလုံးဝကိုရှင်းနေကောင်းမဲ့အနေထားတစ်ခုပေါ့လေအဆင့်3ဆိုတဲ့နေရာမှာလုံးဝကိုခိုင်မာနဲ့ရက်တည်နိုင်မဲ့အနေထားတစ်ခုပေါ့ညီကိုအနေနဲ့တော့ဒီ Crystal Palace နဲ့ Manchester United အသင်းရဲ့အနေထားကိုကျွန်တော်တို့ရဲ့ Manchester United အသင်းကဒါအနိုင်ရရှိသွားမယ်လို့မျှော်လင့်မိလားဘယ်လိုထင်ကြလဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်